မင်္ဂလာပါရှင်အပတ်စဉ်ဗုဒ္ဓညတင်တင်ဆက်မှုစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ညအတွင်းတင်ဆက်ပေးရမယ့်သတင်းတွေကတော့ဗမော်မြို့အတွင်းတွာလာခက်ခဲနေတဲ့သတင်းမူဆယ်မြို့အတွင်းစစ်ကောင်စီတပ်က73စီတင်သွင်းတာကိုပိတ်လိုက်တဲ့သတင်းနဲ့တခြားသောစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးရမှာဖြစ်ပါရရှင်ကျွန်မအခုမှကြဆင်ပါရှင်ဗမော်မြို့အတွင်းစစ်ကောင်စီတပ်များရဲ့တင်းကျပ်စွာစစ်ဆေးနေမှုကြောင့်ပြည်သူများမြို့ပေါ်သွားလာရေးအခက်အခဲတွေ့နေတယ်လို့ဒေသခံတွေပြောကြားချက်အရသိရပါတယ်။အေယာဝတီမိကန်တလျှောက်စစ်လက်နက်အင်အားအလုံးအရင်နဲ့တက်လာတဲ့စစ်ကောင်စီတင်ပေါ်များဗမော်စိတ်ကန်းကိုဆက်ရောက်နေပြီးမြို့အတွင်းစစ်ဆေးမှုတွေတင်းကျပ်စွာလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ယခုလိုအခြေအနေတွေကြောင့်ဗမော်မြို့မြစ်ကမ်းတစ်လျှောက်မှာနေထိုင်တဲ့ပြည်သူများဗမော်မြို့အတွင်းနဲ့တိမ်းရှောင်နေရပြီးကြန့်ရှိနေတဲ့ဒေသခံအချို့ရဲ့အိမ်တွေကိုမိရှို့ဖျက်ဆီးတာတွေရှိတယ်လို့လည်းသိရှိရပါတယ်ရှင်။ရှမ်းပြည်နယ်မူဆယ်မြို့အတွင်းမှာတပ်စီဆိုင်အချို့ကိုစစ်ကောင်စီဘက်မှစီတင်ပို့တာတွေပိတ်လိုက်တာကြောင့်73စီဆိုင်အချို့ပိတ်လိုက်ရတဲ့အခြေအနေရောက်နေတယ်လို့ဒေသခံကပြောပါတယ်စစ်ကောင်စီတပ်နဲ့နှိစက်တဲ့73စီဆိုင်တချို့ကိုတရုတ်ပြည်ဘက်မှစီတင်သွင်းခွင့်ပြုထားတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကမူဆယ်မြို့တွင်ရှိ73စီဆိုင်များကိုစီတင်သွင်းခွင့်ပေးလိုက်တာကြောင့်ခီးတဲ့တင်ရင်လိုင်းများနဲ့ဒေသခံပြည်သူများခီးသွားလာရေးအတွက်73စီအခက်ခဲနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံများမှပြောပါတယ်။တိုင်းပြည်အတွင်းနိုင်ငံရေးစီးပွားရေးအရာအလုံးအခက်အခဲများနဲ့ရင်ဆိုင်နေရချိန်စစ်ကောင်စီတပ်ကယခုလို73စီတင်သွင်းမှုများတားဆီးပိတ်လိုက်တာဟာပြည်သူများကိုဒုက္ခပေးနေတဲ့သဘောဖြစ်တယ်လို့ဒေသခံများကပြောပါတယ်ရှင်။ကာမိုင်မြို့အတွင်းရောက်ရှိနေတဲ့စစ်ကောင်စီတပ်တမ33လက်အောက်ရှိခမရစနစ်တပ်ကအောက်တိုဘာ22ရက်နေ့မှာဖကတ်မြို့ဘက်သို့အင်အားအလုံးရင်ဖြစ်စီရဲလှုပ်ရှားမှုများပြုလုပ်နေကြောင်းဒေသခံများကပြောပါတယ်။စစ်ကောင်စီတပ်မှနေမြေရှင်းလင်းရေးကောင်းစဉ်ဖြစ်စီရဲလှုပ်ရှားမှုများပြုလုပ်နေတာကြောင့်မအူပင်ကျေးရွာမှဒေသခံများကာမိုင်ဘက်သို့ထပ်ပြေးသိမ်းရှောင်နေရပြီးခင်တောင်ကျေးရွာမှပြည်သူများကလည်းနိုင်ရဘက်သို့ထပ်ပြေးသိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ဒါအပြင်ဆိုင်းဖရာကပ်မော်ကုမ်ဆိုင်ယောင်ကျေးရွာမှာဒေသခံ300ခန့်ကလည်းစဘော့ကျေးရွာဘက်သို့တိတ်ရှောင်နေရတယ်လို့ဒေသခံများကပြောပါတယ်စစ်ကောင်စီတပ်မှကျေးရွာတင်တို့ဝင်ရောက်လာကရိုက်နှက်စစ်ဆေးမေးမြန်းတာတွေဒေသခံပြည်သူများအားလူသားတိုင်းအဖြစ်ဖမ်းဆီးမှုများကြောင့်စီရဲလှုပ်ရှားတဲ့ကျေးရွာကပြည်သူများစိုးရိမ်ထိတ်လန့်မှုများကြောင့်ထွက်ပြေးတိတ်ရှောင်နေကြရတယ်လို့သိရှိရပါတယ်ရှင်ဗမာတိုင်းသားဘာသာဖြင့်တင်ဆက်မှုစီစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်ပေါင်းကိုစိတ်နှဖျားရှလန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်